ပါဠိမြန်မာအင်္ဂလိပ်ဗုဒ္ဓဘာသာဟောရတာများကထိန်ခင်းထိုက်သောပုဂ္ဂိုလ်၏အင်္ဂါ10ပါး 8 qualities of a monk of offering the Kadina robe. 1. ကထိန်သင်္ကန်းချုပ်လုပ်ပုံအစီအစဉ်စေဥပိုင်းပုပ္ပကရဏကိုသိနာလည်ခြင်း 1. Understanding the initial stage, Pubakarana, in the process of sewing the Kadina robe. 2. သင်္ကန်းဟောင်းအားပြစ္ဆုတ်တို့ပြုပုံကိုသိနာလည်ခြင်း 2. Understanding the process of rededicating old monastic robes, Pakadhara. 3. သင်္ကန်းအဋ္ဌံတင်ပုံကိုသိနာလည်ခြင်း 3. Understanding the process of consecrating a monastic robe, Adivna. 4. ကထိန်ခင်းမှုအထာရကိုသိနာလည်ခြင်း 4. Understanding the Kadina offering and, at Tharaka, special robe privilege. 5. ခေါင်းစဉ်မာတိကာကိုသိနာလည်ခြင်း 5. Understanding headings and Matika, summary outlines. 6. တားမြင်မှုပလီဘောဓာကိုသိနာလည်ခြင်း 6. Understanding the prohibition of Pali Bodha, hindrances. 9. ကထိန်နှုတ်မှုဩဒ္ဓါရကိုသိနာလည်ခြင်း 7. Understanding the withdrawal, Adara, of the Kadina ceremony. 10. ကထိန်အကျိုးအာနိသင်ကိုသိနာလည်ခြင်း 8. Understanding the benefits and miraculous power of the Kadina offering. ကထိန်ခင်းရာပုဂ္ဂိုလ်မှာသုံးဖြာပြည့်စုံမှာ 3 factors of monks who do the Kadina legal act. 1. သင်ရတွေ့၌ကထိန်အနုမောဒနာပြုခြင်း 1. Rejoicing the Kadina legal act inside the ordination place. 2. အနုမောဒနာပြုရာ၌နှုတ်မှညွတ်ဆိုခြင်း 2. Verbally reciting the blessing, Anumodana. 3. နှုတ်မှညွတ်ဆိုရာ၌သူတစ်ပါးအခြားသံဃာများကြားသိခြင်း 3. Being audibly heard by others, other monks, when reciting the Kadina procedure. အထက်ပါအင်္ဂါ၃ပါးနှင့်မပြည့်စုံပါကကထိန်ခင်းသည်မမီ If one of the above-mentioned 3 factors is lacking, it is not the Kadina legal act. ကထိန်ခင်းသောအချင်းအရာ18မျိုး 17 factors, things offered for the Kadina ceremony. 1. မသုံးဆောင်ရသေးသောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ Must be offered as Kadina. 1. With a new robe. 2. အသင်နီးပါးဖြစ်သည့်သင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 2. With a robe almost new. 3. သင်္ကန်းနွမ်းဖြင့်ကထိန်ခင်းအပ်၏ 3. With an old robe. 4. ပန်းတကူသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 4. With a robe made of rag cloth. 5. အိမ်ဈေးတကား၌ကြာသောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 5. With a robe picked up from the houses, bazaars, markets gate. 6. နမိတ်မပြုဘဲရသောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 6. With a robe received without any hint. 9. ပရိယေစကားမပါဘဲရလာသောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 7. With a robe received any illegal means. 8. မငါသောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 8. With a robe not borrowed. 9. မတုံမိသောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 9. With a robe not stored. 10. ညစ်မလွန်သောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 10. With a robe received overnight. 11. ကပ္ပဘိန္ဒုထိုးသောသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 11. With a robe marked at its corner. 12. ဒုတ်ကုတ်နှစ်ထပ်သင်္ကန်းကြီးဖြင့်ကထိန်ခင်းအပ်၏ 12. With a double layer robe. 13. ဧကတိကိုဝိသင်္ကန်းဖြင့်ကထိန်ခင်းအပ်၏ 13. With an upper robe. 14. သင်းပိုင်ဖြင့်ကထိန်ခင်းအပ်၏ 14. With a lower robe. 15.
ငါးခန်းတဲ့အလွန်စီသောသင်္ကန်းဖြင့်ကထိန်ခင်းရ၏ 15. With a robe which is cut and sewn 5 or more pieces. 16ပုဂ္ဂိုလ်ယဟန်တစ်ပါးတည်းဖြင့်ကထိန်ခင်းရ၏ 16. By a monk receiving the robe individually. 19တိမ်တွင်း၌တည်နေစီနေသောယဟန်များကအနုမောဒနာပြုခြင်းဖြင့်ကထိန်ခင်းရ၏ 17. By the monks rejoicing, who are in the Sema during the legal act. ကထိန်မခင်းရသေးသောအချင်းအရာ24မျိုး 24 factors, things not yet offered for the Kadina ceremony. 1ကထိန်သင်္ကန်းအလျာအဝတ်ကိုအလျာအနံယူကာမြဖြင့်ကထိန်မခင်းအပ် Not yet offered for the Kadina. 1. By measuring length and width of Kadina cloth. 2ဖွတ်စော်ကာမြဖြင့်ကထိန်မခင်းအပ် 2. By washing the Kadina cloth. 3သင်္ကန်းကိုစီစစ်ကာမြဖြင့်ကထိန်မခင်းအပ် 3. By checking the Kadina cloth. 4တိုင်းဖြတ်ကာမြဖြင့်ကထိန်မခင်းအပ် 4. By cutting the Kadina cloth. 5ဖွဲ့ဆက်ကာမြဖြင့်ကထိန်မခင်းအပ် 5. By joining the Kadina clothes. 6အလျာချုပ်ကာမြဖြင့်ကထိန်မခင်းအပ် 6. By sewing the length of the Kadina cloth. 9မြောင်းငယ်တလုံးအုပ်ကာမြဖြင့်ကထိန်မခင်းအပ် 7. By sewing cross seam. 10အလွာနှစ်လွာကိုစက်ကာမြဖြင့်ကထိန်မခင်းအပ် 8. By joining 2 pieces of cloth. 9အလျာအနားပတ်သင်္ကာမြဖြင့်ကထိန်မခင်းအပ် 9. By sewing a narrow piece of cloth along the robe length. 10အနံအနားပတ်သင်္ကာမြဖြင့်ကထိန်မခင်းအပ် 10. By sewing a narrow piece of cloth along the robe width. 11အပေါ်လွှာကိုသင်္ကာမြဖြင့်ကထိန်မခင်းအပ် 11. By sewing upper layer. 12ချော့တော်သောအစင်းစီသင်္ကန်းဖြင့်ကထိန်မခင်းအပ် 12. By a light, pale color robe. 13နမိတ်ပြု၍ရသောသင်္ကန်းဖြင့်ကထိန်မခင်းအပ် 13. By a robe which is received monks hinting. 14ပရိယေစကားကြောင့်ဖြစ်လာသောသင်္ကန်းဖြင့်ကထိန်မခင်းအပ် 14. By a robe which is received monks drape. 15ငှားသောသင်္ကန်းဖြင့်ကထိန်မခင်းအပ် 15. By a borrowed robe. 16သုံးမိထားသောသင်္ကန်းဖြင့်ကထိန်မခင်းအပ် 16. By a stored robe. 19ညင်လွန်သောသင်္ကန်းဖြင့်ကထိန်မခင်းအပ် 17. By a robe received yesternight. 18ကပ္ပဘိန္ဓုမထိုးသောသင်္ကန်းဖြင့်ကထိန်မခင်းအပ် 18. By a robe without a dot mark. 19ဒုက္ကု20ကိုဝိ21သင်္မိုင်တစ်ခုခုမဟုတ်ဘဲကထိန်မခင်းအပ် 19. A double layer robe. 20. Upper robe. 21. Lower robe. By neither a double layer robe nor upper robe nor lower robe. 22ငါးကန်းမရှိငါးကန်းမပြေသောသင်္ကန်းဖြင့်ကထိန်မခင်းအပ် 22. By a robe less the 5 pieces sewn together. ယဟန်ပုဂ္ဂိုလ်တစ်ပါးကကထိန်ကင်းခြင်းကိုကျင်၍ကထိန်မခင်းအပ်နှစ်ပါးသုံးပါးစသည်ကထိန်မခင်းရ 23. By without a monk's acting. 24သိန်းအပြင်ပ၌ရှိသောယဟန်သည်အနုမောဒနာပြုကထိန်မမြောက်မဖြစ် 24. By monks rejoicing, who are outside the Sema.